လူတော်တော်များများက communication skill စကားပြောကောင်းဖို့ဆိုလို့ရှိရင်သူတို့တွေတွေးကြတာကစကားလုံးတွေကျွဲဝရမယ်စကားအထားအသွင်တွေပြောတတ်ရမယ်နောက်ပြီးတော့ confidence level so high ရမယ်ဆိုပြီးတော့သူတို့တွေးကြတယ်ကိုလိုတွေတွေးဖို့ရမလားဟုတ်တယ်ဟုတ်ဒါပေမဲ့ကျွန်တော်တို့တေချာပြန်စဉ်းစားကြည့်လိုက်တကယ်အရန်တော်တဲ့ professional speaker တွေအရန်အသင်ပြကောင်းတဲ့ဆရာတွေဒါမှမဟုတ် CEO တွေပေါ့နော်အဲ့လူတွေမှာကျွန်တော်တေချာကြည့်မယ်ဆိုလို့ရှိရင်တူညီတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့သူတို့တွေကတခုခုပြောပြီးတဲ့အချိန်မှာစကားကိုရက်ပြီးတော့လူတွေကိုစဉ်းစားတဲ့အချိန်ပေးတာကြောက်ဖို့ကောင်းတယ်ဟုတ်အဲ့တော့ကျွန်တော်တို့တော်တော်များများကပြန်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘဝတစ်ခြားလုံးစကားပြောလာတဲ့အခါမှာ pause ကိုတေချာလေးလေ့ကျင့်ပြီးတော့တေချာလေးလုပ်ဘူးလားဥပမာလူတစ်ယောက်ကလူတစ်ယောက်ကိုစကားပြောတယ်ဆိုလို့ရှိရင်အဲ့လူတစ်ယောက်ကသူပေးရင်တဲ့အချက်လက်တွေကိုတခြားသူတစ်ယောက်သိသွားအောင်ဆိုပြီးတော့အချိန်တစ်ခုအတွင်းမှာတရဇက်လွှတ်တာမျိုးကြုံမှုရတယ်မလားဒါပေမဲ့သူတရဇက်လွှတ်တော့အဲ့လွှတ်တဲ့အပေါ်မှာကျွန်တော်တို့ message ကိုပြေဝရခဲ့ကြဘူးလားရခဲ့တယ်ဆိုလို့ရှိရင်တော့ကိုတို့ရဲ့နားထောင်နိုင်စရာလုံးဝshare ပဲရန်ကောင်းတယ်ဒါပေမဲ့လူတော်တော်များများကတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တွေကတယောက်ယောက်ကကိုယ့်ကိုတရဇက်လာပြီးတော့ဇက်တိုက်လာလွှတ်နေတဲ့အခါမှာ तू ကတော့စကလုံးနေနဲ့ကို share လွှတ်နေတာဒါပေမဲ့ကျွန်တော်တို့ရဲ့အုံနောက်ထဲမှာအဲ့ဒီစကလုံးတွေအကုန်လုံးရှောက်သွားတယ်လို့ထင်လားမရဘူးဘာလို့လဲဆိုတော့ pause မရှိနေလို့အဲ့တော့စကားပြောလိုက်နေကျွန်တော်တို့ရက်တယ်ဆိုတာကကိုစကားပြောစရာမရှိလို့မဟုတ်ဘူးဘာပြောရမလဲမသိတော့လို့လည်းမဟုတ်ဘူးဘယ်လိုပြောရမလဲဆိုတာခေါင်းထဲမပေါ်လာလို့လည်းမဟုတ်ဘူးဟုတ်ရင်လည်းဟုတ်မှာပေါ့နော်ကျွန်တော်တို့လည်းတစ်ခါကြိုက်အဲ့လိုမပြောနေနေရက်သွားတတ်တာပဲအခုတော့ဒီ video recording သွင်းနေနေကျွန်တော်ဘာပြောမှမသိဘဲနဲ့သူသားပြီး script ပြင်ကြည့်နေရတာအဲ့လိုမျိုးပေါ့အဲ့ဒါမဲ့အထားပါတော့အဲ့တော့ကျွန်တော်တွေက pause ဆိုတာကကိုကပြောစရာမရှိတာမဟုတ်ဘူးမပြောတတ်တာလည်းမဟုတ်ဘူးကျွန်တော်တို့ကရည်ရွယ်ချက်ရှိနဲ့ရက်ပေးလိုက်ရတာဥပမာအနေနဲ့ကိုလိုရလုံးမင်္ဂလာပါဒီနေ့ကိုလိုတို့ကျွန်တော်အရေးကြီးတဲ့အကြောင်းအရာတစ်ခုကိုပြောချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ pause ရက်ချင်းဆိုတဲ့အကြောင်းအရာတစ်ခုပါအဲ့တော့ကိုလိုတို့အနေနဲ့ရက်ချင်းကဘယ်လောက်အရေးကြီးလဲဆိုတဲ့အကြောင်းကိုကျွန်တော်ဒီဗီဒီယိုရှင်းပြပေးသွားမှာဖြစ်ပြီးတော့ဒီဗီဒီယိုမှာပါမဲ့ pause ဆိုတဲ့အကြောင်းကကိုလိုတို့ဘဝတစ်လျှောက်လုံးမှာဘယ်လောက်အရေးပါတယ်ဆိုတာကိုကျွန်တော်ဒီချာလေးရှင်းပြသွားမှာမို့လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးဖို့မျက်နှာရင်ခိုင်းကြည့်ပါမယ်ကိုလိုရလုံးမင်္ဂလာပါဒီဗီဒီယိုမှာကျွန်တော်ပြောချင်တဲ့အကြောင်းအရာတစ်ခုကတော့ကိုလိုတို့ရဲ့ဘဝမှာအရင်အရေးကြီးတဲ့ pause ရက်ချင်းရဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်မျှဝေပေးချင်တာမို့လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးဖို့ပြလိုက်ခင်နေပါတယ်အားလုံးပဲစရအောင်အဲ့တော့အရှိရဗီဒီယိုနှစ်ခုကျွန်တော်ကြည့်လိုက်တဲ့အခါမှာရက်ပြီးတော့စကားပြောတဲ့ဟာနဲ့မရက်ပဲနဲ့တထဆက်လွတ်တဲ့ဟာမှာဘယ်ကောင်ကပို့ပြီးတော့ကိုလူတွေရဲ့နားတွေကိုညှင်သာစွာတိုးဝင်သွားလဲပေါ့နော်အဲ့တော့ရက်ပြီးတော့ပြောတဲ့ဟာကသူပေးချင်တဲ့ message ကိုတေချာလဲရတယ်လို့သူပြောချင်တဲ့အကြောင်းအရာကိုလည်းကျွန်တော်တို့အကုန်လုံးနားလေးဝင်ကြည့်မှဝင်မယ်ဒါပေမဲ့သူဘာပြောချင်တယ်ဆိုတဲ့အကြောင်းအရာရဲ့ message ကိုကျွန်တော်တို့ရလိုက်တယ်မလားအဲ့ဒါက pause လုပ်ချင်ရဲ့ရက်ချင်းရဲ့အကျိုးကျေးဇူးပဲအဲ့တော့ communication မှာကိုလိုမျိုးရက်လိုက်တဲ့ဟာကိုဘာနဲ့ဥပမာပေးရမလဲဆိုတော့ကျွန်တော်တို့တချင်းနှာထောင်မှုတွေမလားချင်းနှာထောင်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးပေါ့အဲ့တော့တချင်းတွေမှာလည်းကိုလိုမျိုး pause လုပ်တော့မှကျွန်တော်တို့ရဲ့နားတွေကိုတာယာညင်သာစွာစီးဝင်လာမဟုတ်ဘဲနဲ့ transaction လုပ်နေရဆိုလို့ရှိရင်လူတွေရဲ့နားထဲမှာ noise ဖြစ်လာလိမ့်မယ်အဲ့တော့ကျွန်တော်ပြန်တွေးကြည့်မယ်ဆိုလို့ရှိရင်လူတော်တော်များများကဘာလို့ pause မလုပ်ကြတာလဲကျွန်တော်တို့စကားပြောတဲ့အခါမှာ data set လွတ်ပြီးတော့ဘာလို့မရက်ကြရလဲဆိုတာကိုလိုလိုတွေးဘူးလားဘာလို့လဲဆိုတော့ကျွန်တော်တို့စကားပြောနေတာကိုရက်လိုက်မယ်ဆိုလို့ရှိရင်လူတွေကငါ့ကိုကြည့်နေရလားငါစကားမပြောတတ်ဘူးလို့ထင်သွားလိမ့်မလားအဲ့ကြောင့်ငါမြင်မြင်ပြောမှ professional ဆက်မယ်အဲ့လိုမျိုးလေကျွန်တော်ကတွေးလိုက်ကြလို့စကားကိုမရက်တော့ဘဲနဲ့ data set share လွတ်ကြတာတကယ်တော့အဲ့ဒါကအမားကြီးမြင်မြင်ပြောတာက professional မဟုတ်ဘူးထိရအောင်ပြောတာက professional ဆန်တာအဲ့လိုမျိုးသာကျွန်တော်တို့တွေ data set share လုပ်နေတယ်ဆိုလို့ရှိရင်နားထောင်တဲ့လူကလည်းမောသားမယ်ပြောတဲ့လူကလည်းမောသားမယ်ပြီးတော့နှစ်ယောက်လုံးတဦးတယောက်မှဘာပြောချင်လဲဆိုတဲ့အတိတ်ကိုနားမလည်လိုက်ဘူးတယောက်ကနားမလည်ဘူးတယောက်ကလည်းမောသားတယ်အဲ့ဒါပဲဖတ်တင်ပါတယ်အဲ့တော့ pause လုပ်ချင်ရဘယ်လိုမျိုးကြိုးကျေးဇူးတွေရနိုင်မလဲဆိုတော့ confident ရှိရလို့လူတွေကကိုယ့်ကိုမြင်သွားစေတယ်အလင်းစလုံးမပြောတဲ့သူကိုလူတွေက confident ရှိရလို့ပို့ပြီးတော့ယုံကြည်ကြတယ်မြင်ကြတယ်ပေါ့နော်နောက်ပြီးတော့ pause လုပ်လိုက်ချင်ရဘာထက်ကောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့စကားပြောတော့နားထောင်နေတဲ့ audience ကိုစဉ်းစားတဲ့အချိန်ပေးလိုက်တယ်ဘာလို့လဲဆိုတော့လူတွေအကုန်လုံးကသူတို့ရဲ့အုံနောက်ကတခုခုပြောလိုက်ပြီဆိုတာနဲ့ brain က processing လုပ်ဖို့အချိန်ပေးရတယ်လူတစ်ယောက်နဲ့တစ်ယောက် CPU ကမတူကြဘူးအချို့ CPU တွေကအားကောင်းတယ်အားကောင်းတော့ဘယ်လောက်ပဲစကားအမြန်ပြောပါစေသူတို့အုံနောက်ကလက်ခံနိုင်တယ် processing ကိုအချိန်နဲ့တကွာလှုပ်ရှားနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့လို CPU တွေကြတော့ဘာဖြစ်လဲဆိုတော့လူတစ်ယောက်ကစကားပြောလိုက်တယ်မလားအေးပြောလိုက်တာကဖြည်းဖြည်းလေး pause မပါဘဲနဲ့ပြောတယ်ဆိုလို့ရှိရင်ကျွန်တော်အုံနောက်ကမရတော့ဘူးလုံးဝဟမ်ဟင်ဟာ
အဲ့လိုတွေဖြစ်သွားပြီးတော့လူက process ကမှ CPU တွေလောင်သွားတာတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့လူတူတယောက်ကိုကိုလူတို့စကားပြောရမယ်ဆိုလို့ရှိရင် pause လေးထည့်ပြီးတော့ပြောမဟုတ်လို့ရှိရင်ကိုပြောလိုက်တဲ့အကြောင်းမို့လို့ဟိုဘက်က CPU ကြီးခေါင်းတောက်ပြီးတော့မီးလောင်သွားတယ်ဆိုလို့ရှိရင်ကိုလူတို့ထပ်ပြီးတော့ရှင်းပြရမှာနှာခေါက်မောတယ်အားကြောင့်မို့လို့ဖြည်းဖြည်းနဲ့မှန်မှန်လေးဂျားထဲမှာ pause ခံပြီးတော့ပြောဖို့ကျွန်တော်အကြံပေးခြင်းတယ်နောက်ပြီးတော့ pause လုပ်တာဘာထက်ကောင်းလဲဆိုတော့သူများတွေလည်းစဉ်းစားချိန်ပေးသလိုကိုယ်တိုင်လည်းစဉ်းစားချိန်ရတယ်ကျွန်တော်ပြန်တွေးကြည့်လိုက်ဘာလို့ဆိုတော့ကျွန်တော်တို့ကစင်မော်တက်ပြောမယ် webinar လုပ်မယ်ဒါမှမဟုတ်လို့ရှိရင် meeting လုပ်မယ်တဦးတယောက်နဲ့ကျွန်တော်တို့တွေဆွေးနွေးကြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှပြောတဲ့အရာတွေအများကြီးကိုကျွန်တော်တို့အကုန်လုံးကမမှတ်နိုင်ဘူးကျွန်တော်တို့ပြောမယ် main point ခေါင်းစဉ်တွေကိုပဲမှတ်သွားကြတာ1 2 3 4ပေါ့နော်အဲ့ဒါတွေမှတ်သွားပြီးတော့စင်ပေါ်တက်ပြောကြတယ် meeting လုပ်ကြတယ်ခန်းနာမှာကျွန်တော်တင်ဆက်ကြတယ်အဲ့ကျွန်တော်တို့ကခေါင်းစဉ်အောက်ကစာတွေအသေးစိတ်မှတ်ထားတာမဟုတ်ဘူးအဲ့တော့တခုခုပြောနေနေမှာကိုပြောမယ့်အကြောင်းအရာတခုပြန်ပြီးတော့ချိတ်ဆက်မိဖို့အတွက်ကိုဂျားထဲမှာအဲ့ processing time ပေးရတယ် pause လုပ်ပေးရတယ်ပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်သူများလည်းစဉ်းစားကြည့်မရသလိုကိုယ်လည်းစဉ်းစားကြည့်မရဘူးဖြစ်သွားလိမ့်မယ်အဲ့တစ်ချက်ကအရင်အရေးကြီးတယ်သူများကို9စက္ကန့်စဉ်းစားဖို့အချိန်ပေးတယ်ဆိုလို့ရှိရင်ကိုယ်လည်း9စက္ကန့်စဉ်းစားဖို့အချိန်ရတယ်ကျဲလို့သာကိုယ့်လူတွေအဲ့လိုမျိုး pause မထည့်ဘဲနဲ့စဉ်းစားကြည့်မပေးလိုက်ဘူးဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့အမြဲသုံးနေကြတဲ့ non word လို့ filler word လို့ဖြစ်သွားလိမ့်မယ် non word ဆိုတာကြတော့စကားလုံးမဟုတ်တဲ့စကားလုံးတွေပေါ့နော်အဲ့လိုအာမင်းဒီအတန်လေးကိုပြောတာ filler word ဆိုတာကြတော့ခုနကကျွန်တော်တို့စဉ်းစားတဲ့အချိန် pause လုပ်တဲ့အချိန်3စက္ကန့်5စက္ကန့်အဲ့လောက်အတွင်းကိုကျွန်တော်တို့အမြဲပြောနေကြစကားလုံးတွေနဲ့အစားထိုးတာဥပမာအခုကျွန်တော်ပြောနေသလိုပေါ့ကျွန်တော်တို့ဆိုတဲ့စကားလုံးတော့ကျွန်တော်တို့အဲ့ဒါအဲ့လိုသိတယ်မလားဆိုတော့ okay ဘာညာအဲ့လိုမျိုးတွေကျွန်တော်တို့ကထည့်ပြီးတော့ပြောတယ်ဆိုလို့ရှိရင်အဲ့ဒါတွေက filler word တွေဖြစ်တော့အဲ့လိုစကားလုံးမျိုးတွေသုံးမဲ့စာကိုလိုလိုအနေနဲ့ကဒီ pause ချိန်ခဏပေးပြီးတော့ရက်လိုက်ပြီးတော့မှကိုပြောချင်တဲ့စကားကိုဆက်ပြီးတော့ပြောအဲ့ဒါဆိုလို့ရှိရင်ပို့ပြီးတော့ကိုယ့်ရဲ့စကားကိုလည်းသူများတွေကပို့ပြီးတော့နားထောင်တယ်ကိုပေးချင်တဲ့ message ကိုလည်းရောက်တယ်ပို့ပြီးတော့ effective ပို့ဖြစ်တယ်ပြီးတော့ပို့ပြီးတော့လည်း professional ပို့စံစီတယ်အဲ့တော့ကျွန်တော်တို့ဒီ pause ဘယ်လိုရက်ရမယ်ဆိုတဲ့အကြောင်းလေးကျွန်တော်သိသွားပြီအဲ့တော့အဲ့ရက်ရမယ့်နေရာဘယ်နေရာလဲဆိုတာကိုလည်းကျွန်တော်ကသိဖို့လိုအပ်သေးတယ်အချိန်တိုင်းကျွန်တော်တို့စကားပြောနေနေမှာ hey နေကောင်းလာအဲ့လိုမျိုးတွေကျွန်တော်တို့ slot ပုံစံမျိုးနဲ့တွားပြီးတော့ရက်လိုက်လို့မရဘူးသူရက်တင်ရက်ထိုက်တဲ့အချိန်ခါမျိုးဆိုတာရှိတယ်အဲ့တော့ဘယ်နေရာတွေမှာရက်တင်ရက်ထိုက်လဲဆိုတော့ကျွန်တော်၄နေရာကိုပြပြမယ်ပထမနေရာကအရေးကြီးတဲ့စကားမပြောခင်မှာရက်ရမယ်ဒီနေ့မိတ်ဆွေအားလုံးကျွန်တော်ပြောချင်တာက pause ဆိုတဲ့ရက်ချင်းအကြောင်းဖြစ်ပါတယ်အဲ့တော့ဒုတိယနေရာကဘယ်နေရာလဲဆိုတော့အရေးကြီးတဲ့စကားပြောပြီးသွားတဲ့အချိန်မှာထပ်ပြီးတော့ pause လုပ်ရမယ် communication ကပြောတာထက်နားထောင်တာကပိုအရေးကြီးတယ်အခုလိုမျိုးရက်လိုက်တယ်လို့ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ရေးကြီးတဲ့အကြောင်းအရာတစ်ခုပြောပြီးလို့ရှိရင်လည်း pause လုပ်ရတယ်အဲ့တော့တတိယအနေနဲ့ကအခုလိုမျိုးကျွန်တော် transition ပြောင်းသွားတဲ့အချိန်မှာရက်လိုက်တယ်လို့ပေါ့နော် transition ပြောင်းတဲ့အချိန် topic တစ်ခုကနေနောက်တစ်ခုပြောင်းမဲ့အချိန်အဲ့လိုနေရာမျိုးတွေမှာ pause လုပ်လိုက်ခြင်းအပြင်ပို့ပြီးတော့ smooth ဖြစ်သွားစေတယ် smooth transition ကိုပို့ပြီးတော့ရစေတယ်တစ်ခုနဲ့တစ်ခုကြားမှာလည်းကိုရောသူရောစဉ်းစားခြင်းကိုကြားသွားစေတယ်အဲ့တော့နံပါတ်၄က question တွေမေးပြီးတဲ့အချိန်မှာကျွန်တော်တွေက pause လုပ်ရမယ်အဲ့တော့ကျွန်တော်အခုပြောထားတဲ့အကြောင်းအရာတွေအကုန်လုံးအပေါ်မှာမိတ်ဆွေတို့ဘယ်လိုမြင်လဲမိတ်ဆွေတို့ကိုယ်တိုင်ရော pause လုပ်ဘူးလား pause လုပ်ရတာကြောက်ဟုတ်ကောင်းတယ်နော်ဟုတ်တယ်မလားကိုလိုတို့က audience နေရာမှာဒါအဲ့ဒီခံစားချက်ကိုသိချင်မှသိပါအဲ့လိုမဟုတ်ဘဲနဲ့ကိုလိုတွေကစင်မော်တက်ပြောတယ်ကိုက main speaker ဖြစ်နေတယ်ကိုက meeting တစ်ခုမှာပြောရမယ်ဆိုလို့ရှိရင်ကိုလိုမျိုး pause လုပ်ရတာကကိုလိုတို့အတွက်အရန်ဟိုမှာကြောက်ဖို့ရန်ကောင်းလိမ့်မယ်ဆိုတာကျွန်တော်အာမခံတယ်အဲ့တော့ဒီနေ့ဆက်ပြီးကိုလိုတို့အနေနဲ့စကားအများကြီးပြောဖို့မကြိုးစားနဲ့တော့ pause လုပ်တတ်ဖို့ပဲကြိုးစားတော့ဘာလို့လဲဆိုတော့လူတွေကကျွန်တော်တို့ဘလောက်မြင်ပြောတယ်ဆိုတာထက်ကိုကျွန်တော်တို့ပြောတဲ့ message ကသူတို့ရဲ့ခေါင်းထဲကိုဘလောက်ရောက်တယ်ဆိုတာကိုပဲမှတ်မိကြတာအဲ့ဒါကြောင့်မို့လို့ကိုလူတို့အနေနဲ့ကနောက်တစ်ခါ presentation လုပ်တဲ့အခါ meeting မှာပြောတဲ့အခါ video ရိုက်တဲ့အခါစကားပြောတဲ့အခါ pause လေးကိုသတိထားပြီးတော့ထည့်ကြည့်လိုက်အဲ့ဒါဆိုလို့ရှိရင်ကိုလူတို့တွေ pause လုပ်ပြီးတော့ပြောလိုက်တဲ့စကားလုံးရဲ့အလေးချိန်ပမာဏကဘလောက်ထိလေးနဲ့သွားတယ်ဆိုတာကိုကိုလူတို့တွေကသတိထားမိလာလိမ့်မယ်Okay ဆိုတော့ဒီဗီဒီယိုလေးကကိုလိုလိုအတွက်အကျိုးရှိစေတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးတော့ notification bell လေးကို on ထားပေးခဲ့လို့ရပါတယ်ကျွန်တော်ရဲ့ဒီ channel လေးမှာအခုလိုမျိုး communication နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်ဘယ်လိုမျိုး communication ကောင်းအောင်လေ့ကျင့်ရမယ်ဆိုတဲ့ tips and tricks တွေအကုန်လုံးကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ channel လေးကို follow လုပ်ထားပေးဖို့ပြောချင်ပါတယ်ဒီမှာကျွန်တော်တခုပြောချင်တာကကျွန်တော်ခု communication skill နဲ့ပတ်သက်လို့မျှဝေပေးတယ်ဆိုတဲ့အကြောင်းအရာတွေကကြတော့ကျွန်တော်ကကျွမ်းကျင်နေတဲ့လူတယောက်မို့လို့မျှဝေပေးတာမဟုတ်ဘူးကျွန်တော်လည်းလေ့ကျင့်နေစေကာလပဲကျွန်တော်လည်းလေ့ကျင့်နေတဲ့လူတစ်ယောက်ဒါပေမဲ့ကျွန်တော်လည်းလေ့ကျင့်ရင်းနဲ့အခုဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအကုန်လုံးလည်းကျွန်တော်နဲ့အတူတူ live လေ့ကျင့်ရင်းနဲ့ communication skill ကိုကျွန်တော်ရောက်နေတဲ့ဒီနေရာကနေပြီးတော့ဒီနေရာလောက်ထိကို
တက်လန်းသွားနိုင်အောင်လို့ကျွန်တော်ကကိုယ့်ကိုယ်လည်း challenge ပေါ်တာဖြစ်တယ်လို့ဒီကဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတို့အတွက်ကိုလည်း communication skill ကောင်းအောင်လုပ်လေ့ကျင့်နေဆိုလို့ရှိရင်ကျွန်တော်နဲ့တူလိုက်ပြီးတော့လေ့ကျင့်ကြရင်လည်းနောက်တစ်ဆင့်ကိုတက်လန်းနိုင်အောင်လို့ကျွန်တော်ကအခုလိုမျိုးchannel လေးလုပ်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ဒုတိယရည်ရွယ်ချက်ကဘာလဲဆိုတော့ကျွန်တော်အခုလေးလာထားတဲ့အကြောင်းအရာတွေအကုန်လုံးကိုအကုန်လိုက်ပြင်ရှာဖွေရတာနည်းနည်းလေးအလုပ်ရှုပ်တယ်အဲအကြောင်းမို့လို့ကို channel မှာပဲကိုဗီဒီယိုတွေအကုန်ပြတင်လာပြီးတော့ဒီအကြောင်းအရာတွေတော်တော်ရှိရဆိုတော့ကျွန်တော်ပြောပြီးတော့လိုချင်တဲ့အချိန်ကကြလို့ရှိရင်ပြန်ရှာလို့ရအောင်လို့တင်တာနောက်ဆုံးရည်ရွယ်ချက်ကဘာလဲဆိုတော့ကျွန်တော်ကိုတင်ရတဲ့အချိန်ကနေစလို့နောက်3နှစ်4နှစ်5နှစ်အဲ့ဒီအချိန်ကာလမှာဖြစ်နေမဲ့ကျွန်တော် ਨੇ အခုဗီဒီယိုရိုက်နေတဲ့ကာလကကျွန်တော် ਨੇ ဘလောက်တောင်မှစကားပြောဆို communication ကကွာခြားသွားလဲဆိုတာမျိုးကိုကျွန်တော်သိချင်တာမို့လို့ကျွန်တော်ဒီနေ့ဗီဒီယိုတစ်ပုတ်စတင်နေမှတ်တိုင်တစ်ခုလာဆောက်တာပေါ့နော်အဲ့တော့ကိုလိုလိုအနေနဲ့လည်းကျွန်တော်လည်းယူလိုက်ပြီးတော့နောက်3နှစ်5နှစ်တာကာလမှာဘလောက်ထိ communication skill ကအရန်ကောင်းလာမလဲဘလောက်ထိပြောတတ်လာမလဲဘလောက်ထိတော့ကျွန်တော်ကွာခြားသွားမလဲဒီပုံစံကနေပြီးတော့ဘယ်လိုမျိုးပြောင်းလဲသွားမလဲဆိုတာမျိုးကိုစောင့်ကြည့်ကြရင်လည်းကျွန်တော်လည်းတူတူဒီ journey တစ်ခုကို like ပို့တဲ့အားလုံးကိုဖိတ်ခေါ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုလို့ရှိရင်တော့အားလုံးပဲ like and subscribe လုပ်ခဲ့ပြီးတော့ channel လေးကို follow လုပ်ခဲ့ပြီးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်